TikTok မှာမလွှင့်လာကို TikTok လွှင့်ပေးရမှာလားညီကိုတို့ရေလွှင့်ပေးပါမယ် line မကောင်းဘူးဗျာနော်ထားခဲ့တော့နေပဲထားခဲ့တော့ TikTok လေးလွှင့်ပေးပါမယ်တော့ဆိုနော်ရတော့ပေါ့ line ကောင်းမကောင်းလို့မသိဘူးဗျာညီကိုတို့နော်ချက်လီမတ်ကြီးဟေးရောလောက်ချင်းလေမြင်တွေ့ရမယ်နော်TikTok လေးလွှင့်ပေးပါမယ်ညီကိုတို့ရေနော်ကဲလွှင့်ပေးလိုက်ပြီဗျာ TikTok နော်TikTok ကြည့်နေညီကိုတို့အတွက်ကဲကျွန်တော် YouTube မှာလည်းလွှင့်ပေးရပါနော် YouTube မှာလည်းကြည့်လို့ရတယ်ဒီဘုမခတ်တင်ကကိုယ့်ရဲ့စမခတ်တော့မယ်လို့နော်ကျောင်းစရာကျောင်းထဲကိုခံမယ်လို့ပေါ်ပါဘူးဟုတ်ပြီနော်ဟိုဘက်ကတော့ကျောင်းစရာကျောင်းထိုက်ဆိုလို့ဂျက်လီမတ်ကြီးပိုက်က9ပေနဲ့ဆောင်းဝဲတဲ့ကစားပါဒီနေ့ကမုတ်ဆိုးကမှခတ်ကစားမှာပါအနောက်ဆယ်တဲ့ဘုရားရမှာပဲတဝါကြီးကြည့်ကြတယ်ကဲကျောင်းလိုက်စားမယ်ဒီရေမင်္ဂလာပါစပါပြီဗျာ YouTube လွှင့်လို့မရဘူးဗျာဒီမှာတောင်မဆရာလေးကတော့ YouTube ရှိပါပြီဗျာနော်ကောင်းပါလေချက်လီလက်ဩပါဗျာနော် YouTube မှာကြည့်ရှုနေတဲ့ညီတွေ YouTube မှာတော့ကြည့်နေတယ်ကတော့လုံးဝကြည့်နေတယ်နော်တလုံးဝေးသွားပါတယ်ချင်းလုံးမစားပေးလက်ဝမ်းပါပဲလက်ဩဒီနေ့အားပေးဟုတ်ကဲ့ပါခင်ဗျာအားပေးတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော် VPN တော့ဒါဟိုပါပဲဗျာကာရင်သုံးပါတယ်လို့ဆိုနော်ကောင်းပါတယ်ဂျက်လီလက်ဩဗျာနော်ကဲဘာပြောအစိုးရကောင်းလို့လာပြီနော်ဒီကတို့ line share လက်မလေးအသေးလေးဟားလေးတွေနှိပ်ပေးကြပါမယ်နော်ဒီမြတ်လို့တော်ကြည့်ပေါင်းနေကြီးอ่ะကဲမကတော့လက်ဩပါပဲလက်ဩပါလက်ဩပါကဲချလုံးမစားဖေးရောက်ပါဟေးတော်စိတ်ရှိရကြားချင်းတော့ပေါက်သွားပြီဗျနော်1လက်ဖြစ်သွားပါပြီကဲချလုံးမစားပြီးတော့ပေါက်သွားတဲ့အနေထားမျိုးကြောင့်ဒါ1လက်ဖြစ်သွားပြီဗျနော်ကဲကြောင်းတိုင်းတော့ဂွင်းရဲ့3ပုံ2ပုံထိထားပြီဗျနော်ဆရာလေးကဲနေကြောင်းတိုင်းကောင်းလုံးပါလေဗျနော်ကဲပါခင်ဗျာဒုစဘူရေနော်ကျွန်တော်လေးဒီမှာ line အခက်ခဲဖြစ်နေလို့ညီကိုရေနော်ကဲ TikTok ကနေလေဒါလိုက်လွှင့်ပေးထားပါဗျာနော်ကဲတိုင်းမောက်ခေါ်ရတယ်ဗျဒီ TikTok တွေတို့လွှင့်လိုက်တာပဲကဲစပါပြီနော်လက်ဝမ်းပါကျောင်းတိုင်းစားပေးပိုင်ခမ်းမထိပြီးတော့ဝေးသွားတယ်ဗျနော်ကဲ1လက်ပါပဲကျွန်တော်မစားပေးထိုးဝင်ဗျဆရာလေးတစ်ချက်ခူးထားတယ်မာပေးလိုက်ပြီကွတ်တီကဲနေကောင်းပါလေဗျာကျောင်းတိုင်းနော်ပါလီမီနီဝထားလိုက်ရမ်းစင်ပြလိုက်မယ်ဟုတ်ကဲ့ပါခင်ဗျာရဲစုံအောင်ကြီးကျွန်တော်ကတော့ဘာလေးမသိဝထားတာမီဖိုင်လေးဗျာမီဖိုင်ဝထားတာမားသွားတယ်ဗျာနော်ဝေးသွားပြန်ပြီဗျာဒါပြီးချိန်ပါပဲ1လက်ပါ1လက်ပါဗျာနော်ဒီချိန်မှာတော့ချင်းလုံးမစားပေးပိုက်တူးသွားပြီဗျာနော်ကျောင်းဆိုင်စားပေးပြန်ထိုးဝင်ဗျလက်1ပါ
ဂျလီပါဝါပြီဘာလုပ်မလဲကြည့်မယ်ကောင်းပါတယ်1 all ဖြစ်သွားပြီနော်ကဲကျောင်းသားရဲ့စားပစ်ကဒါဂျလီအခုမှပြန်ပါသွားတဲ့အနေအထားမျိုးကိုအကောင်းဆုံးနဲ့အဆုံးတက်ထားတဲ့အတွက်ကြောင့်မလို့ဒါ1 all ဖြစ်သွားပြီနော်โอเคပါညီတို့ရေ comment လေးတွေတော့ဖြည်းဖြည်းချင်းပြန်ပေးမယ်ဗျာနော်လောဆယ်ပွဲကိုဦးစားပေးမယ်နော်ကျောင်းသားစားပစ်ပဲမကြီးကောင်းတယ်ဗျာကောင်းပါတယ်1 all ပါပဲ1 all ဗျာနော်ကဲချင်လို့မစားပေးဝင်းကနီးဗျာဝေးသွားတာနော်ကောင်းလို့နေဗျ1 all ပါပဲညီတို့ရေကျောင်းတော်ကျောင်းအမတ်သားစီယူထားနေအနိုင်တီဟုတ်ကဲ့ပါခင်ဗျရွှေတစ်ထက်နော်ဒီကျောင်းသားစားပေးပိုက်တိုးလေးဗျ1 all ပါပဲကဲညီတို့ရေဒီပွဲတော့ဒါရုံးရမယ်ဗျပိုက်တိုးမြန်နဲ့ချင်းလုံးမစားပေး1 all ပါပဲဘိုင်မောက်ခေါ်လိုက်ပြီနော်ပြန်ဆိုင်ပြီနော်1 all ပါပဲကျွန်တော်စားပေးကဲပိုက်တိုးပြန်ပြီ ရုံးနေဖက်ကနိုင်မှာပါဟုတ်တယ်ဗျစားပစ်တဲ့စကားပြောမယ်ဗျနော်ညီတို့နော်ဒီတော့ညီကအားလုံးမင်္ဂလာပါခင်ဗျာချလုံးမိုးဖွတ်တယ်ဗျဆရာလေးပဲဖူးထားတယ်မာလိုက်ပြီចောင်းတိုက်ခံပြီចောင်းတိုက်1 all ပါပဲဗျာနော်ပြောင်းလဲပဲနဲ့1 all ပါပဲ YouTube ဗီဒီယိုလေးလေဗျာဒီ YouTube ကျွန်တော်တောင်းငူဆရာလေးလွှင့်ပါလိမ့်ဗျာနော်ပြီးတော့ဟိုပါဝါခင်းလေးလွှင့်ပါတယ်ပြီးတော့ចောင်းဆရာလေးလွှင့်ပါတယ်ဗျာနော်3ယောက်တော့နော်ကဲညီတို့ရေသမရရဲ့တခါနာရင်တောက်ပြိုင်ပွဲကျင်းပနေအဲ့လိုမဟုတ်ပြနိုင်ထုံးရင်ဒါတော့ဒီလိုရှိပြဒါဘောင်ထဲနေကစားတာပါနော်စလိုက်မီထွန်းသွားတဲ့အတွက်ကြောင့်မလို့တစ်ဖက် project တယောက်ကနေပြီးတော့မီထွန်းနေတဲ့ online တဲ့အနေထားကြောင့်ခဏရက်သွားတာပါနော်ကျောင်းသားစားပစ်ဂျလီကိုဖူးထားတယ်စလုံးမလိုက်ပြီကောင်းပါတယ်ဂျလီမရှိဗျအခုဘယ်နိုင်မလဲဗျာတဲ့မျိုးလင်းအောင်မနေ့ကပြောမလို့ပဲကျွန်တော်ခါနာပြီးတော့ရက်သွားတယ်ဗျနော်အားကြောင့်မလို့မနေ့ပြန်ပွဲတော့ပဲပြောတော့မှာနော်တမတ်ကျောင်းသားကျောင်းဆရာတမတ်နဲ့အမှတ်တူပါမှန်တာပေါ့ဗျာမျိုးလင်းအောင်နော်တင်းနိုင်မယ်တင်းရှုံးမယ်တဲ့အဲ့ဒါအမှန်ပဲဖူးထားတယ်တင်ထားတယ်ဆရာလေးကျောင်းတိုက်ပဲကျောင်းတိုက်အမလေးကျောင်းတိုက်ကောင်းပါလေဗျာနော်သူခိုင်းတော့ခဲ့တော့ခိုင်းကအားပေးမှာဟာမလုပ်ပါနဲ့ဗျာနော်ကဲကျောင်းတိုက်စာမေး1 allစီဖြစ်တာလေမက်ကြီးကောင်းတယ်ဂျက်လီမိတော့မိတယ်ဒါမဲ့လည်းရှန်ထွက်သွားတယ်နော်1 all ပါပဲဒီတော့က189ရောက်ကျေးဇူးထူးပဲတင်ပါလေဗျာနော်ပါဝိုင်းအော်ကောင်းလိုက်တာចောင်းတိုက်ចောင်းတိုက်ဒီလုံးကတော့တမတ်ပေးရပချင်းတာဗျာနော်ကောင်းတယ်ဗျာ1 all ပါပေါက်ပြန်ပြီဗျာကျွန်တော်စားပြီးပေါက်ပြန်ပြီဗျာ2-1ပါဟုတ်ကဲ့ပါညီလေးမျိုးလင်းအောင်ရေနော်ကဲညီတို့ line share လက်မလေးအသေးလေးတွေဟာလေးလုတ်ပေးကြပါဦးဗျာနော်ဒါကျွန်တော်တို့ဒီဆက်လက်တွေအားရှိအောင်ပေါ့နော်ဝေးပါတယ်ဒီမှာတော့သမုတ်ဆုပ်ကစားမဖြစ်တဲ့ချင်းလုံးကိုစားပြီးပြန်ထိုးပြီဗျာနော်ကျွန်တော် caption ကိုပြီးမှပဲကျွန်တော်ပြန်ရေးတင်ပေးပါမယ်နော်။ပိုက်တိုးပါတယ်ချင်းလုံးဘူး1 2 2 1ပါဗျာဟုတ်ကဲ့ကိုဂျုံဝင်းဟုတ်ကဲ့ကိုမြတ်စွာကဲကျောင်းတိုက်စားပေးအချိမယ်ဗျာနော်ကျောင်းတိုက်ကဲကျောင်းတိုက်စားပေးပဲဝေးပြန်နေဗျာနော်ကျောင်းတိုက်ပါပဲဟုတ်ကဲ့ပါခင်ဗျာခင်ကြီးရေမင်္ဂလာပါလို့ခင်ကြီးနော်အောင်ပန်းကိုလာအောင်ပြန်နော်ဟိုတခါလိုမျိုးခင်းကျင်သီးတွေအကုန်မလာအောင်ပြန်နော်ကျွန်တော်အောင်ပန်းဘာတွေထူလာတယ်ပြောတာလောက်ထားဟေးတဲ့
မောနေမယ်ကိုအေးစေးပဲလွှင့်နေဟုတ်တယ်လို့တတ်နိုင်ဦးရေနော် ဒီဘက်မှာကျမဖေဖို့ပေတွေကနေပြီးတော့ ကျွန်တော်ဘေးမှာအာဟာရလေးရှိတယ်ဗျ တော့ဖေဖို့တိုက်တွေကတော့တွေ့မရဘူးဖြစ်နေ ကဲဝေးပြန်စပါပြီနော်1 2ပါ ဆရာလေးပဲကျောင်းလိုက်ပဲ ကိုဒီကိုခက်လေးကောင်းလုံးနေပြန်နော်2 1ပါပဲ တော့တူပါမှာ ပိုက်မြင့်9ဘိနှစ်ပါညီတို့ရေနော်ပိုက်မြင့်9ဘိနှစ်ပါပါစားအောက်ခံ ဖေနေနေ စားပြအဖွင့်ပါဗျာနော် နောက်ထပ်အမတ်ရှာပွဲ အင်ကွင်းဝင်းရှိလားရှိပါလေဗျဒီနေ့ကတော့ဒါတမှုစုကွင်းမှာကစားတာပါနောက်မနေ့ပြန်ကြရင်ဒါစိတ်သေးဘုကွင်းမှာကစားပြီဗျာနော်ဟာကြာခက်သွားပြီဗျာနော်ကျွန်တော်စားပြအတင်နီပဲဟုတ်တယ်ဗျာနော်စပစ်ပါတယ်ဗျ တူပါ အပီချင်း1 2ပါပဲအမလေးနည်းနည်းလေးဗျာဝင်ပြီးတော့ထင်တာဗျာနော် နေတာတော့ကြာပြီနော်ဝေးသွားပြီ အဲចောင်းတိုက်ပဲဂျယ်လီ ဂျက်လီကောင်းပါလေ ကောင်းတယ်ဗျာနော် တူပါ 1 2ပါပဲ 1 2ပါဗျာ အေးရသေးတယ် ဆရာလေးမလိုက်ပြီ ကျောင်းတိုက်ပဲ ចောင်းတိုက်ကောင်းလို့လေဗျာနော် အားလက်ခံနော်ကြောက်စရာ ကဲစာပြီးချင်း2 1ပါရှေ့ပဲပြုတ်သွားတယ် တင်ထားတယ် မာလိုက်ကွက်တီးပဲဗျာလက်ကြည့်စရာမလိုတော့ဗျဒီလုံးမျိုးကနော်1 2ပါ ကဲမကတော့1 2ပါကဲချလေးပဲ တိုက်တယ်စိတ်တက်ကိုတဲ့ကဲကျောင်းတိုက်ကန်တယ်အမလေးကွာနော်ကိုလုံးနဲ့ဖိပြီးတော့ကန်တာပါနော် မကတော့2 1ပါ ကိုယ်တိုင်စားတဲ့ကိုယ်လည်းကိုယ်လည်းတက်ပါနော် ကဲကျောင်းလိုက်စားပြီ ကဲကျောင်းတိုက်စားပြီးဝေးပါတယ်1 2ပါပဲနော် ကဲမကတော့1 2ပါ ကဲချစ်လို့မစားပြီးကြည့်မယ်ဗျရမယ်တမဲစူးဆောင်ထားနိုင်မလား ရသေးတယ် မလိုက်ပြီ ရတယ်ကျောင်းတိုက်ပဲ ကောင်းပါလေဗျာနော် ကဲမကတော့2 1ပါ အေးဝင်းတော်မလွင့်တလို့ပဲရောပွဲစဉ်နေနဲ့စတဲ့ဘူးကျောင်းတိုက်ကျောင်းကွင်းမှာပဲကျွန်တော်ပြန်ကစားမှာဖြစ်ပါလိမ့်မယ်နော်ကိုချင်းတက်တော့နာမည်လေးပြောပါချင်းလေးပဲဗျာနော်ချင်းလေးစီပက်တခေါ်ပြီဗျာနော်တက်တော့မှလည်းလွင့်မိထားပါလေညီတို့ရေနော် ဝေးသွားတဲ့အတွက်1 2ပါ စာပေချင်း1 2ပါ 1 2ပါမယ် ဖိုက်6ရင်းချိုးကျောင်းတိုက်ရေဟုတ်တယ်ဗျကဲဂျက်လီစာပေ ဟုတ်ပြီဒီဖက်နေပဲ ဂျယ်လီကမွေ့နေဗျာနော် ကျောင်းတိုက်ပဲ ကောင်းပါတယ်ကျောင်းတိုက်ကန်ချင်းမျက်နှာထိလို့ကတော့နှာခေါင်းပက်သွားမလားမသိဘူးဗျာနော် ဟောသူ ဟေးလို့ ဒီကပြောတာဘော ကျောင်းတိုက်စာပေမကြီး မကြီးတင်တယ်ဂျက်လီ ကောင်းပါတယ်ဂျယ်လီကောင်းပါတယ်ဗျာနော် ကဲမကတော့1 2ပါ ဂျယ်လီအမလေးဖိုက်တိုးသွားတယ်ဗျာနော် 2 1ပါဟေးပိုက်သလုံးပေါက်သွားပြန်ဗျာကျောင်းတိုက်စာပေ3 1ဖြစ်သွားပြီဗျာနော် 3 1ဖြစ်သွားပြီဗျာနော် မထင်မဲ့တယ်ဖြစ်သွားမလား3 1ပါဗျာနော်ကျောင်းတိုက်စာပေတစ်လုံးပေါက်သွားပြန်နေဗျ ကဲမကြီး ကျောင်းတိုက်တော့မကြီးနဲ့ဂျက်လီပဲအဓိကဦးတည်ပြီးထိုးထားတယ်ဗျာနော်ကောင်းလိုက်တာဗျာဂျက်လီ 1 3ပါ ဂျက်လီစာပေ တင်ထားတယ်ကျောင်းတိုက်ပဲ နေဗျာ ကြောင်းတိုက် ကျောင်းတိုက်လုံးဝအလွတ်ဗျာနော်ပိုင်းကြီးအရင်ကောင်းတဲ့ကျောင်းတိုက်ဟုတ်တယ်ဗျာဘူဖြူရနော် ကဲအမှတ်ကတော့ 3 1ပါကျောင်းတိုက်စာပေထပ်ပြီးတော့လှလုံးမလား ဖြုတ်ထားတယ်
မကြီး ဂျက်လီပါသွားတယ်လိုက်ကြည့် ကောင်းလို့လေဗျာဂျက်လီပုတ်ချွတ်နေပါပြီနော် ကဲမကတော့1-3ပါ 1-3ပါဂျက်လီစားပြပါပြီနော် ကဲကြောင်း ကော တိုင်း င်းလိုက်ကောင်းတယ်ဗျာကောင်းပြီတာနော် ကြောင်းတိုင်း ကောင်းလုံးပါတယ်ပိုက်နဲ့တစ်ထွားနှစ်ထွားပဲကန်လိုက်လေဗျာနော်ကျောင်းသား ဒီ1ပါ ဆာဘီချေ3-1ပါကဲဝဲပြန်စပါပြီဗျာနော်ကျောင်းသားဆာဘီထိုးယူပြန်ရှင်လုံးမို့ ကဲလိုက်တင်ထားတယ် မာလိုက်ပြီဂျက်လီဘတ်တယ်ကောင်းပါတယ်နဲ့တယ်ဗျာနော် 1-3ပါ ဟုတ်တယ်ဗျာဆိုင်းနေဘလထိုးရင်နော်ကဲရှင်လုံးမို့ဆာဘီပြန်လာပြီဗျာ ကဲဂျာဂျီ ဘာလို့ပေါက်သွားပြီကောင်းလိုက်ကောင်းကြည့်လုံးပေါက်သွားပြီဗျာနော်2-3ပါဒီမှာတစ်ချက်ကောင်းဆုံးဖိုက်တာဟုတ်ကဲ့ပါခင်ဗျအောင်ငွေထွင်းရင်နော် ရှာဖွေသွားတယ် ကျွန်တော်မစားမိတဲ့လုံးပေါက်သွားတဲ့ကြောင့်မလို့2-3ဖြစ်သွားပြီဗျ ဒါလေးနဲ့ ဆရာလေးပဲ လိုက်တင်ထားတယ်ကြောင်းတိုင်းပဲ ကောင်းလိုက်တာဗျာဘယ်လိုဆယ်မလဲဗျာနော် 3-2ပါ 3-2ပါပဲဟုတ်ကဲ့ပါဒီမုံရင်နော်ကဲကျောင်းနဲ့စားပြီပဲပိုက်တူးဗျ စာပေပိုက်ထိုးသွား စားပြီချင်း2-3ပါ ကဲမကတော့ပါ ဟုတ်ကဲ့ပါခင်ဗျာခင်ဗျာချစ်သူရေနော် ကဲ မလေးပိုင်နှခမ်းမလေးထိသွားပြီဗျနော် ကဲကြောင်းတိုင်းစားပေးတက်ချီဦးပဲဗျာနော် ကဲကျောင်းနဲ့စားပြီပဲထပ်ထိုးပြီဗျ3-2ပါ လိုင်းမကောင်းဟုတ်ကဲ့ဘာလို့ YouTube လိုင်းမကောင်း Facebook ပြန်ကြည့်လို့နော် ဟာကောင်းတယ်ဗျာဂျက်လီကောင်းလုံးပါလေဗျာဂျက်လီလုံးဝမကြောင်ဘူးဗျာနော်ဒီလုံးကနော်အခုဆရာလေးစားပြမပါဘူးလားပါပါတယ်အောင်ဝင်နော်ဆရာလေးစားပြမထိုးတာပါဗျာနော်လောဆယ် ဒီမှာလိုင်းမကောင်း Facebook ကျောင်းသားစားပြနေမယ်သွားနေလေဗျနှစ်ဖက်လုံးအဖွင့်ပါနော် ကဲကြောင်းတိုင်းပဲ နှစ်ဖက်လုံးအဖွင့်ပါညီတို့ရေ ကြောင်းတိုင်းပဲ ကောင်းတယ်ဗျာနော် ကဲမကတော့ open ပါဗျာနော်စားပြ open ပါကြိုက်လူထိုးကြိုက်တဲ့လူတက်လို့ရပါတယ်ဗျာနော်ကဲကျောင်းသားစားပြ ဒီဒီ မကြီးအသားရလေးပဲကျွန်တော်တို့ခရိုကန်နဲ့ဂျက်လီစာပေချင်း2-3ပါ ကျောင်းလိုက်တော့တမတ်တက်မှာဂျယ်လီဖြစ်တာတော့ကောင်းသွားတယ်ဟုတ်တယ် 2-3ပါဗျာနော်ကဲကျွန်တော်မစာပေထက်ကြည့်မယ်ဗျ။နောက်နိုင် ကြောင်းတိုင်းပဲကောင်းတယ်ပြန် အမလေးကွာရမလို့နဲ့မရလိုက်ဘူးဗျာနော် ကဲမကတော့3-2ပါပဲ ကျွန်တော်လည်းမသိဘူးဗျာနော်စီမီတော့အကောက်ပါပြောင်းသွားလည်းမသိဘူးဗျာနော်သူတို့မရဘူးလို့ပြောတယ်ဗျာခုက ဒီဒီ အောင်းလိုက်ကြ ကောင်းတယ်ဗျာဂျက်လီကဲဒီနေ့ချုပ်ပြီဗျာနော် ဒီပါ ကဲ ကဲမကတော့2-3ပါနော် ကျွန်တော်မစာပေ ကျောင်းဆရာကျောင်းလိုက် ထိုးပြီဗျာနော်ကဲအဲ့လိုပြောင်းတယ်ဗျာပေါက်တယ်ဗျာနော် 3ရောပါဗျာ 3 off ဖြစ်သွားပြီဗျကဲကျွန်တော်စာပေ3 over ကောင်းပါပြီဗျာ3 over ကဲမကတော့3-4ပါ ရောက်ကန်ပြီ
အဲ့ဒါဆိုရင်ပြုတ်လေးနဲ့ကလိလိုက်အောင်နဲ့ဟုတ်တယ်ဗျာကြုံကိုမောင်ရင်တော့ခင်ဗျားတို့လိုက်ရှယ်တဲ့မလေးကျောင်းလိုက်စာပေ3 over ကဲမကတော့ဒီဟောပါ ကျောင်းလိုက်စားပေး ဒီနေ့ ချင်းလုံးမို့မာလိုက်ပြီဒါလေး3 over ပဲ မတူကင်းနေပဲအမတ်ကြီးရှာတာကျော်ကြီးနေနဲ့တော့အမတ်ကြီးရှာတာဟိုပဲနဲ့စပစ်နေနဲ့တိုက် 3 over ဗျာနော် အမတ်ကြီးရှောက်ပြီးသားရရပဲနော်ကဲကျောင်းလိုက်ပဲ ဟာအလူကြီးကွာကျောင်းလိုက်ရေမီဦးရေမင်္ဂလာပါခင်ဗျာမင်္ဂလာပါညီလေးရေတော့ကပ်ရှင်တော့ပါတက်ပေးပါဗျာနော် ထက်ကြည့်အောင်မယ် 3 over ကျုပ်ထားတယ် ချုပ်ပြီးဂျယ်လီသားရလေးပဲမားလိုက်ပြီဆရာလေးမိတော့မိတယ်မရဘူးဗျ3 over ပဲ โอเค ကဲ ပါ ရှင်လုံးမစားပေး တမကိုချင်းဝင်မှာပါကျောင်းလိုက်ပဲ ကျောင်းတိုင်းကိုဒီကိုတက် ကျောင်းတိုင်း ကောင်းပါလေကျောင်းတိုင်း3 over ဗျာနော် ကဲမကတော့ဒီအော်ပါပဲကဲဘယ်တော့မှမဆိုးတော့စပစ်တိုင်ရတယ်နဲ့ပဲအမတ်တွေယူရကြပဲစပစ်နဲ့မရှောင်းမလားနေသားတယ်ပါသွားတယ်လက်ကြည့်သားတယ် ကောင်းလုံးပါလေဂျက်လီဒီလုံးကဂျက်လီမထီတော့ဒါကျောင်းလိုက်ရသွားမယ့်အနေထားပါနော်ဟာနေမသားရေမဟုတ်ပါဘူးညာနော် ကဲဆရာလေးနေသားတယ်ကျောင်းတိုက်ပဲ ကောင်းလိုက်တာဗျာနော်ကျောင်းတိုင်း အားလေးကိုကြည့်ကြပါ ဟုတ်ကဲ့ပါခင်ဗျာအဲ့ဒါတော့လေဆယ်ရီရှူလေးကတမိုးစုကဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်လို့ကဲမလိုက်ပြီဗျာနော် နေသားတယ်ဂျက်လီ ကောင်းလုံးပါလေဗျာဂျက်လီဘာမရှိဘူးဗျာနော်ဂျက်လီဘေးကြီးပေါက်လေကျွန်တော်လည်းမသိဘူးဗျာဒီနေ့တော့နော်ဘေးကြီးတိတ်မထွက်တဲ့ပုံပဲဗျာအုတ်ကြီးတို့ဘက်ကပေးရတယ်ထင်တယ်နော်ဟိုဟာ ဖြုတ်ထားတယ်တင်ထားတယ် ကျောင်းတိုင်းပြီးပါပြီဂျက်လီကောင်းပါတယ်တစ်ခွန်းနဲ့ဗျာနော်ကြီးက10ခွန်းပေါက်တယ်ဗျာနော်ကျောင်းတိုင်းကြောက်ထိုးတာမဟုတ်ပါဘူးဗျအောင်မျိုးတက်ရေအကြိုက်ထိုးပါနော် ရှိသွားပြီသူ့ပန်နေရ အကြိုက်ထိုးပါလို့ကဲ4-3ဖြစ်သွားပြီဗျ မကတော့အိုသရီပါ ကျောင်းတိုင်းပဲ ဒါနဲ့ မားလိုက်ပြီ တိုက်ပဲ ကောင်းပါလေကျောင်းတိုင်းကောင်းလို့နေဗျာဂျက်လီကောင်းလို့ဆိုရင်ရှင်တယ်ဘာလို့ပေါင်းမလဲဘူးဗျကောင်းတဲ့ဂျက်လီကဒါဖနက်စီသမားမဟုတ်လေဗျနော်ဖနက်စီသမားမဟုတ်သူကချေးစားသမားပါနော်ချေးစားသမားပါနော်ဦးစောညွန့်ရေမင်္ဂလာပါခင်ဗျစပါပြီဗျနော်3-4ပါတောင်းတဲ့စာမေးမကြီးကြီးမှာပေါက်သွားပြီဗျာ4 off ဖြစ်သွားပြီဗျနော် စပင်းနဲ့မတ်တမတ်တော့ပြင်ရနော်မတ် တောင်းတဲ့အနေထားကြီးနဲ့မဟုတ်ဗျဒေးဗစ်ဆိုရင်တော့ကောင်းပါလေဗျာနော်ကဲဂျက်လီပဲကိုတင်ကိုတက်ကောင်းပါလေ4 off ပါပဲ4 off ပါ ဝေးတော့ပါလေ စားပြီးဝေးသွားတယ်ဗျာ စာပြေဝေးသွားတယ်ဗျာနော် ကဲ ကဲတိုင်းတော့ခေါ်လာပါတယ်ကျောင်းစာလူ ဘိုင်းမခေါ်လိုက်ပြီဗျာနော် ကျောင်းတိုင်းချင်းချင်းတော့ဒီမတ်ကြီးချစ်တယ်နော်အင်းတယ် 4 off နဲ့ပဲတိုင်းမခေါ်ထားတယ်ဗျာနော် ဒီမှာကျွန်တော်ဂျန်လီမတ်ကြီးတို့ဒီမှာနဲ့ဝေးရတော့ဒီလိုနိုင်ပါလေနော်ဒီမှာညဘောလို့ပြတော့ကောင်းတယ်ဒီမတ်ကြီးနော်စပစ်တာ ဝဲကောင်းတယ်အစီကြည့်ကြပါလားဟုတ်တယ်ဗျာအောင်ကျော်ဦးရေနော်ကဲပြန်စပါပြီကျောင်းတိုင်းစားပေး
4 over ဖိုက်တိုးတယ်ဗျာနော်4 over ပဲချစ်လုံးမစားပြီးပြန်ကြည့်ရမယ်ဗျာနော် စလုံးမဂျယ်လီမတ်ကြီး၄မှတ်ကျောင်းစရာကျောင်းတိုင်း၄မှတ်နဲ့အမှတ်2ပါမိတယ်အာမလေးကွာမကြည့်မိတော့မိတယ်ဗျာဒါပေမဲ့ရှန်သွားတယ်ဗျာနော်ဘိုးသားလေးရောက်တယ်ဗျာ အမှတ်2 တော့ဆိုတော့ဒါကြောင်းလိုက်ပဲထိုးနေတယ်ထိုးနေတွေ့ရတယ်ဗျာနော်မကြီးကောင်းလိုက်တာကောင်းလို့လေဗျာနော်ဒီလုံးနေနော် တော့ဂျာကြီးကိုထိုးရတာအမှတ်ကြီးစီကနေတစ်ချက်ကြည့်ပါတော့ကောင်းသွားတယ်နော်ဟိုကျောင်းတိုင်းတော့အမှတ်2 ကဲချစ်လို့မစားပေးထပ်ထိုးဗျာနော်ပိုက်တိုးပြန်တယ်ဗျာ4 over ပဲတော့တော့ကိုရမလို့သူတို့ဟာယူပိုက်တိုးပြန်တယ်ဗျာနော်ဒီပစ်ဆိုရင်ကျွန်တော်လည်းမသိဘူးဗျာနော် ဒီဘက်ကတော့ 4 over ပဲ ကဲမကတော့4 over ပြောင်းလို့မနေတာပဲထိုးတယ်နော်4 over ကဲကြောင်းလိုက်ပဲဒီဒါနဲ့ဆရာလေး ကန်နေကျောင်းတိုင်း အမှတ်2 စာပေချိတ်4 over ပဲဗျာနော် မကတော့ ဒီပွဲမှာဆရာကျောင်းတော်မှာညီကျော်စောပါခဲ့ပါပြီဟုတ်တယ်ဗျသူကျော်စောကလည်းကစားနေတယ်ဗျာနော်အဲကြောင့်မလို့ပါညီတို့ရေးဘာဖြစ်ပါဘူးဗျာနော်ကဲကျောင်းတိုင်းစာပေ ဒီနေ့ စလုံးပေါ်တာယာလေးဗျာကောင်းလိုက်တာနော်ရှယ်ကြီးဗျာနော်4 over ပဲ ပါပဲကဲကျောင်းနဲ့ကျောင်းတော့ ဟုတ်ကဲ့ပါကိုစီရင်နော်ငါပိုင်မွေးလေးရှိရင်တင်ပြပါဗျာ အေးတင်ထားတယ်ကျောင်းတိုင်းပဲ ကောင်းလိုက်တာကျောင်းလိုက်ဗျာနော် အမှတ်2 4 over ပဲ ကဲမကတော့4 over တိုင်းမောက်တယ်ဗျာနော်တိုင်းမောက်ခေါ်လိုက်ပြီဗျာ ဂျယ်လီမတ်ကြီးတို့၄မှတ်ကျောင်းစရာကျောင်းတိုင်း၄မှတ်နဲ့အမှတ်2မြင်နေလာတယ် 4 over ပြီဗျာနော်ဟုတ်တယ်6လနေမှာအကုန်လုံးစီမယ် ဥမောင်ကြီးမနောက်ပါနဲ့ဗျာဥမောင်ကြီးတားရည်မျိုးဆက်ပါ သမီးကိုဖတ်တော့လေလား ဒီတော့အကြောင်းမှုလာတယ်ကျွန်တော်တို့ကပြောလာတယ်ပြောရပါတက်တယ် ဘောကျွန်တော်လည်း ဟုတ်တယ်ကောင်းပါလေတော့မတက်ဘူးတော့အဲ့တဘောကြီးအဲ့တဘောကြီးအဲ့တဘောကြီးနည်းနည်းနဲ့ကဲကျွန်တော်စာပေ4 over ပဲစီကိုဖြုတ်ထားတဲ့မက်ကြီးပဲစင်လုံးမို့ပတ်တိဗျာကောင်းလိုက်တာဆရာလေးမိကနီးပြန်နော် ကဲမက ဂျယ်လီကလည်းရကောင်းပါလေ4 over ပဲ မှတ်ကြီး၄မှတ်ကျောင်းတိုင်းကျောင်းစရာ၄မှတ်အမှတ်2 မကြီးချုပ်စာပေ ကျောင်းတိုင်းပဲ ကောင်းတိုင်းလေကောင်းလိုက်တာဗျာ4 over ပြန်နော် ကဲမကတော့4 over မျိုးကြော်ရေမင်္ဂလာပါခင်ဗျကျောင်းတိုင်းစာပေဂျယ်လီမကြီးကွက်တိဗျာဘယ်လိုဆက်မလဲဗျာနော်4 over ပြီဗျ ဂျယ်လီအကြိုက်ကြီးဖြစ်တယ်။ကဲဂျယ်လီစားလို့ကြောင်းထိုးမယ်နော်။မြတ်တူကိုပါ ကြားတယ်ဗျာမကြီးအချုပ်ဝေးရကြသွားပြီဗျနော်5-4ပြသွားပါပြီကောင်းလိုက်တယ်ဗျာမကြီးစာပေ အကြတယ် လုံးကြော်မသိဘူးဗျာနော်ကျွန်တော်မကြည့်လိုက်ဘူးဗျာနော်ကောင်းလိုက်တဲ့ချုပ်စားပြီဗျာ ။အောင်းလိုက်တာဗျာကြောင်းတိုင်း ကောင်းတိုင်းရှယ်ကြီးဗျာနော်4-5ပါမွဲမယ်နော် ။ဟုတ်ပြီလား။ဒီဆေးရုံးနေ ကဲ4 5 အောင်းတိုင်းစားပြီးဝေး ဝေးပါလေ 5-4ပါ 5-4ပါကဲမကြီးစာပေ
ချုပ်စားပြီးကြည့်မိရနော်အမလေးကွာပိုက်တီသွားလို့နော်မထီတော့ကြားတယ်ဗျ ကဲမှာတော့ဖိုးဖိုက်ပါ 4 5ပါဗျာ ဟုတ်တယ်ဗျကိုလေးနော်တော့လည်းစားပြီးပိုက်တိုးပြန်တယ်ဗျ ပြန်နေဗျာဒီမှာတော့5 4ပါ 5-4ပါ ဆိုနာမကျောင်းတိုင်းကျောင်းဆရာလေးမိုက် 5-4ပါဗျနော် လိုက်ပဲဒါနဲ့ကြောင်းတိုင်း အောင်းလိုက်တာဗျာကျောင်းတိုင်းဒီလေးတွေသိသိကြပါလေ ကဲမှာတော့ 5-4ပါ4-5ပါ ဘာလို့မှ4 5ဒီမဲ့တွေဘာမှပြောလို့မရဘူးတော့မှတော့ပါမိတ်တွေကတော့များတယ်ဗျနော်အပေါ်ဆက်ပြီးကိုချင်းနဲ့ဘယ်ဟာတော့လို့ရွှေတစ်ထက်ရဲ့ကဲကျွန်တော်စားပြီးပြန်ထိုးဝင်ပြန်နော်4-5ပါဟုတ်တယ်ကိုဆိုင်ကြီးဒီနေ့တပွဲတက်ခါမှာနော်တမို့ဆို ကျွန်တော်စားပြီးဝေးသွားတယ်ပြန်နော်မကြီးစားပြီးချုပ်စားပြီးလာပြီနော်ဘေးလိုက်ကလေးတဲ့ဘေးလိုက်ကိုသားကြီးရေဘေးအောင်မေးရလိမ့်ပြန်နော်ဟောပါပြန်ပြီ4ပါသားကြီးကိုအတစ်ပွဲဆိုတော့ကိုကချင်လို့ရှိနေပြီနော် အဲ့ဒီမှာတလုံးပေါက်တယ်ဒီဖြုတ်ချင်းလုံးပေါက်တယ်စစ်ဖိုးဖြစ်သွားပြီ စစ်ဖိုးဖြစ်သွားပြီပြန်နော် ဖြုတ်ထားတဲ့ မကြီးစားပြီးရလေဆက်တိုက်ဆိုပေါက်နေပြန်နော်ကျောင်းတိုင်းနေခုတည်လာဟုတ်ကဲ့ပါခင်ဗျာဘူးနိုင်ရေးအားပေးလို့ကျေးဇူးပါတယ်ကျောင်းတိုင်းနေခုတည်ကတော့ဒါသူတို့ဆက်တဲ့လူရှိမှအဆင်ပြေမှာချွေဖြတ်ရင်နော်ကဲ7-4ဖြစ်သွားပြီဗျလောစေတယ်နော် ဒီမေး အမေဆက်တိုက်ပေးလိုက်ရတယ်ဗျနော်စားပြီး လိုက် ကို ပဲဟောပါကြောင်းတိုင်း ဟောဒါမာမရှိဗျ ကဲမှာတော့4-7 ကဲကျောင်းတိုင်းတို့ဒီမှာကျွန်တော်တို့ချက်လီမတ်ကြီး9မှတ်နဲ့3မှတ်ကွာ မင်းတစင်းစိတ်မကောက်တော့ပါဗျနော်အကုန်လုံး easy ဖြစ်သွားပါပြီဗျနော်ဒါပေမဲ့ဂျူဆောကချားနေမှာကစားနေလို့ပါနော်ဒီကောင်းတော့ကောင်းပါလေဗျာနော်ဆက်ဖို့ပါပဲမကြီးစားပေး 7-4 မကြီးချုပ်စားပေးကြည့်မယ်ဗျာနော် ဒီကားကြအင်းရှာနေလို့ ဖိုင်တို့သွားတယ်ဗျာ4-7မှာ မင်းကြီးပဲမင်းကြီးပဲ ဘယ်ပါအောင်လေးကဲကျောင်းလိုက်စားပေးပဲအားပြောတယ်ဗျာနော်မကြီးကရလေးပဲကောင်းပါလေ7-4ပါ ကဲမှာတော့7-4ပါ ကဲမကြီးပဲဟုတ်တော့တယ်ပြီ8-4ပါ8-4တယ်ပဲကျွန်တော်တို့စိုက်ချင်းသွားပြီနော်ဒါမှအနေနဲ့8ပါ8-4ပါဗျာနော် ကဲမှတ်ခေါ်တာလေးပဲနားထောင်ပေးလို့ ဟုတ်ပါပြီဗျာနော်ဟုတ်တယ်ဗျဆရာကြီးကတော့စားပြမထိုးဘူးဗျာသူကတော့ ဒီမှာချင်းနေ Facebook မှာကြည့် ကဲမကြီးစားပြဟာကြောက်ကလေးကြီးဗျာကျောင်းသား ကျောင်းတိုင်း 8ပါ8ပါဗျာနော်
ကျောင်းတိုင်းစာပေဖိုင်နှခမ်းကြီးတော့ပြန်ထွက်လာတယ်ဗျနော်ဆရာလေးလုံးဝမထိုးပြဒီနော် မကြီးစားတာအိတ်ဖို့ပါ ဟုတ်ကဲ့ပါခင်ဗျာစစ်တဲ့နော်ကောင်းတယ်ဗျာနော်ချင်းလုံးပေါ်လေးမိကဒီနီးဗျာနော်โอ้8ပါ နော်အမကတော့48ပါနော်ကျောင်းတိုင်းစားဖို့ခုလေးပါတယ်ကျောင်းဆရာစားလို့ပါပါတယ် ကောင်းတယ်ကွာအားပါတယ်ဗျဂျယ်လီရလေဗျာဘယ်လိုဖွားနဲ့ပုတ်လို့မသိဘူးနော်ဟုတ်ကဲ့ပါအောင်ငွေထွေးရေ Facebook ကပါတင်နေတာတဲ့သူတွေကြီးကမှကြီးပါ ကိုဒီကိုတက်တောင်းတိုက်လို့ဗျရုံးဗျနော်ကဲစာပေချင်းပါဗျနော်48ပါပဲ4ပါရမယ်ကွာမှုကတော့ဒါထက်ဝက်လောက်ကွာချားနေဗျနော်အမလေးကွာပေးလိုက်ရပြီထင်တာဗျာနော်ဆရာလေးလုံးဝအကြောင်မရိုက်လိုက်ဘူးဗျတော်တော်ကောင်းပါလေဒီလုံးဆယ်သွားနော်တိုင်းမခေါ်လိုက်ဗျ ကဲမကတော့48ပါနော်ကျောင်းလိုက်ကျောင်းဆရာလေးနဲ့အမဆိုးချင်မှာပါဗျဟုတ်ကဲ့ကောင်းကိုကြီး မင်းတို့ ရောနေပြီဟိုမှာလည်းချက်ရောနေရော ဝဲပြန်စပါပြီ48ပါကျောင်းတိုက်စားပြီးထိုးပြီဗျပိုက်တိုးတယ်ဗျာနော်4ပါမကြီးစားပြီးလေပိုက်တိုးတယ်ဗျာနော်ကဲ48ပါလူဆယ်မလေးဗျာနော်ဂျက်လီကျန်းနေဗျဂျက်လီစားပြီးပြောင်းထိုးပြန်ဗျာနော်4ပါပဲကောင်းတယ်ဗျာနော်ကျောင်းသားရဲ့ခေါင်းခုချင်းကတော့ဒါနည်းနည်းရှန်သွားတယ်ပြောလို့ရတယ်ဗျအမေဆရာလေးကောင်းမှုတွေနဲ့ဖြစ်ပြီးသားပြီဗျနော်48ပါဟုတ်တယ်ဗျဦးစောညွေနော်အတီပွဲတော့ဒါလွတ်မှလိမ့်မယ်နော်ဖုတ်ခက်ချင်ဟာနော်ကဲကျောင်းသားစားပြီးထိုးပြီဗျမကြီးရလေပေါင်နေပဲဗျနော်ထိန်းတာနော်မိရောက်မိလေမမိုက်ဘူးဖြစ်သွားပြီဗျနော်စားပြီးချင်း4ပါဟုတ်ဗျဆက်ရှင်ဦးရေနော်ဟွာပါဆရာလေးတွေထူးထူးရပါလိမ့်ဗျနော်48ပါတောင်းလိုက်စားပြီးဂျယ်လီဘာလုပ်မလဲတမက်ပေါက်သွားပြီဗျာနော်တောင်းလိုက်စားပြီးစနိုးမိုးစီမှာဂျိုင်သွားတဲ့အနေထားမျိုးဒါတမက်စူဆောင်ထားနိုင်ခဲ့ပြီနော်58ပါမကြီးမလိုက်ပြီမိတော့မိတယ်ဒါပေမဲ့ချန်သွားတယ်ဗျာ85ပါညူတို့ရေတိုင်းမောက်ခေါ်လိုက်ဗျ
မှတ်ကတော့အိတ်ဖိုက်ပါဗျမပြတ်ပါဘူးကိုသိနေအဲ့ဒီမှာကြီးရောကျောင်းတိုင်းကောင်းပါလေ သိချောတာဒီတက်ယူတာ ကတော့ fight 8ပါဗျ ကျောင်းတိုင်းစားပေး fight 8ပါဂျယ်လီကောင်းပြီလည်းကောင်းတယ်ဗျာဟေးတမတ်တက်သွားပြန်ပြီစစ်8ပါရမယ်နဲ့ကွာမို့နံပါတ်ပဲကြက်မှာတော့ဗျာနော် ဆိုင်ဆိုင်နံပါတ်တက်လာပါမယ်ချိန်နဲ့ကစားနေတာ ကဲမကတော့နားလည်းပဲခေါ်တော့မှာနော် ဘူးပြပြီ ကိုလေးချိုလာမယ် ဒီစိတ်လို့လေဒီချာ မကြည့်လို့ဘာလို့လဲ ဘောပါပြီးတော့ ကျောင်းတိုင်းစားပေးပဲစစ်8ပါ မရှိတာဝင်ရေးပဲလာမှာအကွာကြီးပဲအကွာကြီးပဲဝင်ရေးပဲ အမလေး ဗျာဂျက်ဒီ စားပေးချင်း8စစ်ပါနော် ကဲချမ်းလေးကိုစင်တော့ကျောင်းဆရာကျောင်းတိုင်းဆောင်မှာ ကောင်းမိပါပြီဗျာချစ်လို့မို့မိရဲ့အာကောင်းတယ်ဗျာအဲ့ဘောခေါ်လိုက်ဗျာကောင်းပါလေဗျာနော် ကျောင်းဆရာလက်ပြကောင်းပါလေချင်လို့ဒီစစ်ဖြစ်သွားပြီနော်ဆယ်ဒီနဲ့တမတ်ယူပြီးတော့ nice ဖြစ်သွားပါပြီဟုတ်ကဲ့ AI လေးချစ်လို့မို့စားပေး9စစ်ပါ ဒီအကွာ မာလာတဲ့ကျောင်းတိုင်းဘယ်လိုဆက်မလဲဘယ်လိုဆက်မလဲဗျာနော် သိချောတာတက်ယူတာတော့နေ စနိုင်ပါပဲ ဟောနေတာလေဝင်ရေးပဲလာမှာဝင်ရေးပဲလာမှာ ဂျယ်လီအမားမရှိသေးဘူးဗျာနော်ကောင်းလို့ပါတယ် 9စစ်ပါချစ်လို့မို့စားပေးဆရာလေးပဲကောင်းပါတယ်နှစ်ယောက်သားနည်းနည်းနားလေးမလွဲတော့ဒါခေါင်းကန်ခံပြန်နော်ရှိုင်းလေးလာမယ်ဗျထိုင်းုံလေးလာပါမယ်နော် ဟောင်းကြီးပါပြပါဦး ကျတော့ညီအားလုံးလည်းတင်ပါလေဗျာနော်ယောက်300နဲ့26ယောက်တိုင်းမခေါ်ထားပြီဗျာနော်အားဒီပွဲစပြီဟုတ်ကဲ့ပါဦးစွညွရင်နော်ဦးစောကြောက်က ဲကျောင်းတိုင်းစားပြီးမှတ်ကတော့စစ်နိုင်ပါဗျာ ဒါကြပါလားမကျေတယ် ကျောင်းတိုင်းစားပေးကောင်းတယ်ဗျာမကြောက်ဘူးဗျာချင်းလို့မို့နော် တဲ့လား မရတော့ဘူးကဲဒီကိုဖြစ်သွားတယ်ဗျစားပေးချင်း9စစ်ပါပဲ နိုင်စစ်ပါ นี่ ကန်ကွာ ဒီလိုက်ရတယ်ဗျာဒီလုံးကတော့အများတက်ခုခန်းရတာရေးမင်္ဂလာပါလို့မက်ကြီးဆယ်ချင်းခါလေးကိုတိုက်ရိုက်ဝင်သွားပြီးတော့တမက်ရသွားတယ်ဗျာနော်ကောင်းပါလေရမတ်နေနဲ့လက်စစ်ဖြစ်သွားပြီဗျာလက်စစ်ပါ အားပါလေပြန်ပါကျန်းစစ်ပါ ဒီလိုစားပြီးဖိုက်တီပြီးတော့ဝင်သွားတယ်ဗျဆမ်မီချေစစ်တမ်းမှာရမတ်ကွာမှုကတော့၄မှတ်ထိပြန်ပြီးတော့ကွာဟသွားပြီဗျာနော်ဂျယ်လီကောင်းပါလေချစ်ကိုကြီးရေဒါကွာတီလိုပွဲဆိုတာဖိုးခက်ချင်ကနေပြီးလွှင့်ပါလိမ့်မယ်နော်ပြီးနိုင်တိုင်းကိုဘုံလေးရှိပါတယ် ဖြတ်ကန် ကောင်းတယ်ဗျာကျောင်းသား
မကြီးတာရလေးပဲမလိုက်ပြီဒီမာလေးစလုံးမစားပြီလက်စစ်ပါဝေးလေးပေးရမယ်ဗျဒီလုံးကတော့ဒီကောင်းလုံးပါလိမ့်မယ်နော်နည်းနည်းလေးပဲဝေးသွားတာပါနော်စစ်လက်ပါဟောနေ ကဲလုံးပေါက်သွားပြန်ပြီတောင်းတဲ့စားပြီဆမန်လက်ပါထိုင်ပါမပြောနေပါဆိုတော့ဘယ်လိုထိုင်မလဲဆမန်လက်ပါတော့ပေါက်ပြန်ပြီဗျာကျောင်းရဲ့စားပြီနှလုံးစက်တိုက်ပေါက်တယ်ဗျအဲ့လက်ပါလုံးဝအလွတ်ကျွတ်ပေါက်တယ်နောက်တစ်လုံးကျတော့ပိုင်နှခမ်းမထိပြီးတော့ဝင်သွားပြီဗျနော်ရမယ်ကွာမှုကတော့နမတ်ပဲရှိပါတော့ဗျနော်နောက်တစ်လုံးဘောလုံးစက်တိုက်ပေါက်တယ်ဗျာကောင်းပါလေဗျနော်နိုင်ထမ်းဖြစ်သွားပြီဗျဟုတ်တယ်ဗျာနော်ဒီဆိုရတော့မှာတောင်းရတော့တောင်းလိုက်စားပြီးသုံးလုံးဆိုင်ပေါက်နေဗျာနော်ပိုက်ချီပြီးတော့နှစ်ခါတော့ကအလွတ်ကျွတ်နိုင်လက်ပါဒါကွာမှုကတမတ်ပဲရှိပါတော့ဗျာနော်ဝေးတယ်ဗျဒီဒီမှာဒါတမဆိုးဇာမလေးပကစားပြီးပြန်ထိုးဗျာနော်ချင်းလုံးမစားပြီးလက်နိုင်ပါတောင်းလိုက်ပဲကိုနေကိုတက်ခရိုကံလိုက်တယ်ကျောင်းတိုင်းကောင်းပါလေဘိုင်မခေါ်လာပြီဗျာနော်ကဲရမယ်ကွာမှုကတမတ်ပဲကြံပါတော့နော်နိုင်လက်ပါကပြန်ဆိုင်ပြန်နော်ဟောနေသားလေး ပေါ့ပြီရသေးတယ်အဝင်မရှိတော့ဘူးပြန်နော်ကဲတမက်ဆူဆောင်ထားနိုင်ပြန်ကြည့်တယ်လက်အော်သွားပြန်နော်ဘွယ်ကောင်းပြီဗျာနော်ဒီဘွယ်လေးကိုကြည့်နေတာပါလို့နော်တစ်ဖက်တည်းအနိုင်ရတော့မျိုးကြတယ်တော့ဒါကြည့်လို့မကောင်းဘူးဗျခုလိုမျိုးသူတင်ကိုတင်နဲ့နောက်ဆုံးမှဒါအနိုင်ရှုံးပေါ်သွားပွဲမျိုးပဲဒါကျွန်တော်ကြည့်ချင်ပါလိမ့်မယ်နော်ကဲလက်အော်ဖြစ်သွားပြီဗျဟေးနောက်တော့ဂျယ်လီကောင်းပါလေဂျယ်လီလက်အော်ပါပဲချင်းလို့စားပြီရကွာကောင်းပါလေဗျာမျိုးကျက်တယ်ဗျဒါမှလည်းကောင်းပါလေကျောင်းလိုက်ကောင်းမှုဆိုလည်းအဆုံးတက်ထားတယ်ဗျနော်လူစုံမပါဘူးဗျတိုင်းမခေါ်လိုက်ပြန်ဗျနော်ကျောင်းလိုက်ဟုတ်ပါမလားဟုတ်ပြဗျာနော်ဦးစောကြောက်ရည်ဦးစောကြောက်လားဦးစောကြော့လားဒါဘလို့ကြော့လားကြောက်ရမယ်တော့ကွာမှုမရှိတော့ပြန်နော်လက်အော်ဖြစ်သွားပြီဗျမန္တလေးရမယ်အနေနဲ့တော့ဒါ15မိနစ်အထိကစားမြန်နော်14မိနစ်ကဒါခုတ်ဖြစ်သွားပြီဗျနော်အဲ့မခေါ်တာပြီဗျနော်လက်အော်ပါပဲ
ကျောင်းတိုင်းစားပြီး 10မှတ်တူပါနော်16မှတ်ခင်ဗျာဟာဟုတ်ဟာစေတဲ့မှာတော့နေရစနေနိုင်နေတာပါ ကျွန်တော်လည်းတော်တော်တော့ပုံမှန်ကြီးပြောလို့ရတယ်ဖိုက်တယ်ပြောလို့ရတယ်ဘယ်လိုမှရအောင်ဟုတ်တယ်ဥပဒေခိုင်လို့ပြောလို့ရတယ်ဝေးရတယ်ဟုတ်ကဲ့10မှတ်တူပါတော့တာကျွန်တော်တို့ဘက်ကလည်းနိုင်နိုင်ကြည့်လို့ကျောင်းပြောင်းကျောင်းလိုက်နိုင် ကိုစောတန်းရေအဲ့လိုလေးမဟုတ်ပါဘူးဗျနော်ဒါတော့ဘာပြောကစားရဲဆိုတာနှစ်ဖက်ကစားမတွေသဘောကျမှပဲနှစ်ဖက်ကစားမတွေအကြိုက်တွေ့မှပဲဒါကစားဖြစ်တာပါနော်ပွဲတယ်ဆိုတာကိုယ့်ဘက်ကအရှုံးလို့သတ်မှတ်ထားမယ်ဆိုရင်အဲ့ပွဲတော့ဘယ်သူမှကစားမှမဟုတ်ပါဘူးနော်နိုင်တော့မယ်ထင်လို့ကစားကြတာပါနော်တစ်ဖက်ကဆိုနော်3-2ဖြစ်ဘလိုပဲဖြစ်ပေါ့နော်ညီတို့နော်ဒါနားလေပေးဖို့လိုပါတယ်ဘာလို့တစ်ဖက်ကဒါကျောင်းဆရာဆိုတာလေဒါမြန်မာနိုင်ငံမှာအကောင်းဆုံးကစားမတွေတယောက်ဒီကျောင်းတိုက်ဆိုတာလေဒီဘက်ကဘာဖြစ်လဲဆိုတော့လဲစင်ကစားမလေးဖြစ်တယ်လူငယ်ပြီးအကောင်းဆုံးနဲ့ကစားနေတဲ့ပွဲကြောင့်လို့နော်တန်းနိုင်ဦးရေမနေ့ပြန်ပွဲတဲ့ဒီစနစ်နောက်ပိုင်းပဲဖြစ်ဖို့များပါလိမ့်ဗျာနော်စတဲ့ဘုကွင်းမှာပါပေါက်ပြန်ပြီကျောင်းတိုက်စားပြီlevel 10ဖြစ်သွားပြီဗျရမယ်ဥဆောင်ထားပြီဗျနော်ရမလို့လေ ကောင်းတိုက်ဒီနေ့ကတော့ဒါကျွန်တော်တို့သမုတ်ဆိုးအိမ်ကွင်းမှာနော်မနေ့ပြန်ဆိုရင်ဒါစတဲ့ဘုအိမ်ကွင်းအဲ့တော့ကောင်းတိုက်တို့အိမ်ကွင်းပေါ့ဗျာနော်မနေ့ပြန်တော့ပိုက်တော့မူဘူးဗျာတိုင်တော့မထိဘူးဗျာနော်လက်ဝမ်းမှာကျောင်းတိုင်းတော့ကြည့်ပါဦးဗျာနော်ဝင်းတကွင်းလို့သူပဲနေရာယူထားပြီဗျာ ဟုတ်တယ်ဆရာလေး ဆရာလေးမိုက်တယ်ဗျာ ကန်လာရ အမလေးဒီကတော့ဇာမတ်ခုံမတော်တော့ဒါကျိုးဝင်နေတော့မန္တလေးဆိုတော့နော်မြေကွင်းမဟုတ်တဲ့အတွက်ကြောင့်မလို့ပါလက်မလက်ပါမကြီးကျွန်တော်မမားတယ် တော့နိုင်ရေ မားပြီးလိုက်ပြီမိဒီလည်းမကြီးကောင်းတယ်ဗျာကောင်းပါလေကောင်းပါလေဘာပြောနော်နှစ်ဖက်ကစားပါလေအဲ့လိုဖြစ်ရမှာနော်ဟုတ်ဗျာအခုကရိုင်ချင်းမှညူလို့နော်ရိုင်ချင်းမလို့ပါနော်ဒါဘေးကိုထွက်သွားတဲ့ချင်းမလို့ तू အဲ့လောက်ဝေးရမယ်ဗျရကွာ ပေါင်းလိုက်ကြ ကျောင်းသားတော့အန်ကျစ်တော့ချနေပြီနော် ရောက်လေ အမကတော့11တန်းပါ လက်မလက်ပါလက်ဝမ်းပါမကြီးစားပေးရတယ်အေးစေး ဂျာချင်းမြန်နော် တော့နိုင် ဟာဟုတ်ပါမလားအကြည်လုံးကြောင့်ပိုက်သွားတယ်ဗျာနော်1 all ဖြစ်သွားပါပြီမကြီးပဲ ကန်အောင်ကွာ ဟုတ်ပါတယ်ចောင်းသားတရားမှာဗျာနော်အဲ့ပွဲနော်ကောင်းတဲ့ရေမပြောကောင်းဘူးဗျကောင်းတဲ့ရေအေးစေးပါညီကိုနော်အေးစေးပဲကြည့်ကြရအောင်နော် ဒီအမတူ11 over နော် 11 over အမကတော့တူသွားပြန်ပြီနော် ကျောင်းတိုင်းမဘောပါဘူး ကျောင်းတိုင်းဂျယ်လီ11 over ပြုတ်မြင်နေ
11 over ပြီဗျနော်အောင်လေအောင်လိုက်တာဗျာကျောင်းလိုက်ဒီလုံးကတော့နော်အောင်လို့လေဗျာမထင်မဲ့ထားဘူးဗျာဒီလုံးကိုနော်ပေးလိုက်ရပြီကျောင်းလိုက်စားပြီးတာရထွေးလုံးမကြီးမပေးလိုက်ရတယ်ဗျာနော်12မှာအားနဲ့မထိုးဘဲနဲ့ကြော်ရင်းလို့ပါတော့ပါလေးပါကျောင်းလိုက်စားပြီးပဲ11မှာစနစ်17ပါဗျာနော်နည်းနည်းလေးဗျာပိုင်တကမှာထိပြီးတော့မဝင်လိုက်ဘူးဗျာနော်ဝင်လိုက်ရင်ဒါအတလို့ကြီးပေးရမယ်ဗျာနော်11 12ပါမတီလို့11 12ပါဗျာနော်မတီရဲ့ချုပ်ပြုတ်ခြင်းပိုင်းမကြော်လိုက်ဘူးဗျာပြောလိုက်တာဆောက်ပြလေရသေးပါရဲ့ရဲသားပါအတိုင်းပဲအတိုင်းတောင်းအဲ့မှာခေါ်ရပြီနော်ဝါဆောက်ပြလေရအော်နေလေးညီအကြီးဘာမျိုးကောင်းနေဘာမှမဟုတ်ဘူးစနစ်ကြီးလောက်သားခုနကတော့လူချီလို့စက်တမိုင်းလောက်ဝယ်ရတယ်ဒီရတာပြပြဒါမဲ့စားပြီးအထူးမြနော်12မဲ့17မဲ့ပါပိုက်ထီသွားပြန်ပြီဒီတဲ့တော့ဟာဟင်ဖြစ်ကုန်ကြနော်ကဲ11 12ပါဝေးသွားတယ်ဗျာမက်ကြီးစားပြီးကောင်းပြီကမဟုတ်ဘူးကျောင်းလိုက်စားပြီးဂျယ်လီစငုံမိုးအမလေးကွာရလားရပါလားဘယ်လိုလဲအားရွှေ့နေမှာတခုရွှေ့လိုက်ပြီ11 12ပါပဲဗျာနော်ရတယ်နိုင်ပဲပြောသွားပြီကောင်းပါလေဆွဲ over 12မဲ့ဖြစ်သွားပြီနော်အဲ့လိုမှပွဲကောင်းတော့မှာနော်ဝေးအမလေးကွာပိုက်ထောက်တော်လည်းခရုကံလို့ပြန်ဆွဲလိုက်တာမမီတော့ဘူးကောင်းတယ်ဗျာ12 over ပဲချီလိုမိုစားပေးမတီနာရလေးတယ်ငါကပြလိုက်ချီလိုမိုရဲ့စားပေးဝေးသွားတယ်တွဲဩပါဗျာတိုင်းမှာပါ12 over နော်မတူတွဲဩပါဟုတ်ပါမလားကွာကောင်းလို့ပါလေဂျက်လီကျောင်းချစ်လို့မို့ရနော်ချစ်လို့မို့တော့ကောင်းပါတယ်ဗျာဟုတ်ပါအားကြီးလေလို့လာလာ
ကောင်းပါလေဗျာဒီလုံးကြနော်အဲ့မှာခေါ်တာပြန်ပြန်နော် ဟာခုနဘိန်းတော့အမတ်သူကျွေးကိုပါဘာတွေလဲလို့ဘာတွေဖြစ်ကုန်ပြီလဲလို့ဂျက်လီဖောင်းသွားတယ်ဗျာနော်ကဲဒီမှာနှစ်ယောက်သားစိတ်တွေကြနေပြီနော်ကဲတယောက်အဲ့ဒီမှာခွန်းလန်းကောင်းနေတာဒိုင်းကတော့ဖောင်းဖမ်းပေးထားတယ်ဗျာနော်73မဲ့12မဲ့ဖြစ်သွားပြီဗျကဲကျောင်းတိုင်းဘာယူတိုင်းကြည့်တာကောင်းပါတယ်ဂျက်လီဝဲတာတီးတာ ဇာတာပဲကျွန်တော်ဟုတ်တယ်နော်ဇာတာတက်သွားပြီဗျအဲ့ဘာမျိုးဖြတ်ကကွာ လိုက်တာဗျာကြောင်းခိုက်တာတီးဝဲပါကောင်းတော့ရတယ်ရုံးကဖြည့်တယ်လို့မေတ္တာစီလို့လို့မင်းကသူများကိုပြီးမှပုံပေါင်းတယ်ဒီကေကြောင်းကြောင်းကြောင်းဒီဖရက်ဝေးပဲဝေးပဲ ပါဝါတယ် ကောင်းပါလေဗျာဆရာလေးစနေတော့ကျိုးသားမယ်လေပြလိုက်ရတယ်ဗျာနော်ထရတာချင်းပါဗျာနော်ကောင်းကွာ ကောင်းပါလေဗျာကျောင်းတိုင်းတာချင်း12ပါဗျာနော်မားလိုက်ဒီကွက်တီဗျာဘလို့ဆယ်မလေးဗျာဂျက်လီရဲ့ပုတ်ချင်းထွဲတာထင်းပါဗျာနော်တိုင်းမှာခေါ်ထားပါလေကဲကျွန်တော်မစားပေးထိုးမယ်ဗျကောင်းတယ်ဗျာဆရာကျောင်းကောင်းတယ်ဗျာရင်းရကျွတ်တက်တယ်ဗျာဒီတော့နော်ဒီမှာဒုတ်နဲ့ဆရာလေးတို့လေးကိုကျိုးစားလိုက်တယ်ဗျဒီတော့နော်နာပြီဗျဟုတ်ကဲ့မကတော့တာတီးကျွဲ ဆရာလေးတို့ကျိုးစားပန်းသားနဲ့ဆယ်ထောက်ပြီးသားပြီနော်ဒီလုံးကိုဒါကျောင်းသားလေးအကောင်းဆုံးအဆုံးတက်ထားတဲ့အတွက်ကြောင့်မလို့ service chain ဖြစ်သွားပြီဗျမဟုတ်ရင်တမတ်ပေးလိုက်ရမယ့်အနေအထားမျိုးပါနော်
73မှတ်12မှတ်ပါညီတို့ရေဝေးပြီဗျချင်းလုံးစားပေးထပ်ထိုးပြန်နော်ဟာဘာလို့လူလာလဲလို့ပေါက်သွားနေပြီ73မဲ့ဟိုပွဲကြည့်ကောင်းပြန်နော်ကောင်းပါလေဗျာချင်းလုံးစားပေး73မဲ့ပါဟုတ်တတ်ချင်းပါစတိုက်နံပါတ်ပေးလိုက်ရတယ်ဗျာနော်ဟုတ်တာထင်းပြသွားပြီဗျာညီတို့ရေကောင်းပါလေဗျာချင်းလုံးမစားပိတ်ကလည်းဒီကိုဒါနှလုံးစတိုက်အမရယူထားတွေ့ရတယ်ဗျာနော်အာမလေးဝင်လို့ကတော့အမှတ်ပဲဗျာနော်ကျောင်းတိုင်းစားပိတ်ထပ်ထိုးဗျာနော်73မဲ့ဟုတ်ပါဗျာနော်ကောင်းလိုက်တာမကြီးတာရလေးပဲပါပြီချိန်ဟုတ်တာထင်းမှာကဲဘာမှမဖြစ်သွားနိုင်လေဗျနော်ချင်းလုံးစားပေးဟုတ်တာဒီဦးချင်းတို့ပဲထပ်ပေးလိုက်ရတယ်ဗျဝိုင်းဖြစ်သွားပြီဗျနော်ပူချင်းလုံးပေးလိုက်ရတယ်ဗျာတကယ်ကောင်းပါလေဗျာချင်းလုံးမရပူချင်းဝိုင်းတာချင်းပြသွားပြီဗျနော်ချင်းလုံးမရစားပြီနောက်ဆုံးလုံးဖြစ်သွားမလားပါတယ်ချင်းလုံးဘောတော်တဲ့ဆရာလေးရောတာချင်းပွိုင်ပါလုံးပေါက်ပြန်ပြီဟုတ်ပွိုင်ဖြစ်သွားပြီဗျနော်ညီတို့ရေဟုတ်ပွိုင်ပါကျောင်းတိုင်းစားပြီးတော့ပေါက်သွားပြန်တယ်နော်ဟုတ်ပွိုင်ပါဒီလုံးတော့ထပ်မှန်ပြီးတော့ကြာသွားမယ်ဆိုရင်ဒီစင်မဲ့ကျောင်းလေးလေးကိုတွေ့ရမယ်ဗျနော်ဒါမျိုးပွဲမပြီးစေချင်ဘူးဗျနော်ကဲယူစင်သွားပြီဗျာဘာလဲလို့ယူစင်ရမှာပါကောင်းတော့ပါလေဗျာနော်ကဲအချင်းနေအရတော့ဒါဆရာလေးကျောင်းတိုင်းကိုစောင့်မျှော်နေတာဒါတော့မသိဘူးဗျာနော်ကောင်းတော့ပါလေဗျာနော်ယူစင်ရလက်ဩပါဟုတ်ဆယ်မဖြစ်တော့point အော်ဖြစ်တော့လို့ အေးရတာလေးပြတာတော့ ဟိုဆယ်မနဲ့တင်စားပြီလက်ဩပါပဲကောင်းပါလေဗျာကြာကြည့်ရတာပေါ့ဗျာနော်ညီကိုနော်နောက်မှနိုင်ရှုံးရှုံးဟုတ်ပြီနော်ကျွန်တော်ကြတော့ကြည့်ရဖို့ပဲလက်ဩပါချင်းလုံးစားပေးတော့ပေါက်သွားပြန်တယ်ဝမ်းလက်ပါချင်းလုံးစားပေးနေပဲပိုက်ထောက်အလုံးတစ်လုံးနဲ့အမရယူထားတာတွေ့ရပြီနော်ဟုတ်တယ်ဗျာဟုတ်တယ်လို့ဟုတ်တယ် black coffee အောင်ကြီးဟုတ်တယ်လို့မိုင်လွန်အကြီးဗျာနော်
ဂျူစင်ရလက်လေးပါ1လက်ပါကျွန်တော်စားပြပိုက်တူးသွားပြီဗျနော် ရောက်ဖမ်းနေတယ်။ဘာညံ့ရင်မရှုံးဘူး ဟုတ်တယ်ကျောင်းလိုက်ပါပဲတဲ့ကိုကြီးရေကျောင်းကြပါကွာတဲ့ဟုတ်တယ်ဘဘောကျောင်းမှန်တယ်ဗျဒီဘက်ကပို့လို့မရတော့ဗျနော်ဒီစုလေးရေအမလေးတိုင်ကြည့်တယ်ဗျာတိုင်ကြည့်တော့ကြည့်ရတိုင်းပဲနော်လက်မန်လက်ပါဟုတ်သားလေမာရေကောင်းပါလေကျောင်းသားဟုတ်တယ်ဗျတန်းစောဦးရေနော်လက်ဘွမ်းမှာစီနီယာအမတ်ပါဗျာနော်ကောင်းလိုက်တယ်ဗျာပေါင်လေးအကာရလေးပဲဂျယ်လီအမားမရှိဗျာကောင်းပါတယ်11 time ပါပဲအောက်ပါလေဗျာ black coffee အောင်ကြီးရေနော်ဆရာကြောင်းမဲမလိုက်ပြီအတော်လေးပါအမလေးပိုက်ထောက်တော့ဝင်သွားလို့ဗျာမွေတော့ဒီလိုပေးလိုက်ရပြန်နော်ဟုတ်ကဲ့ကိုတဲ့ကြီးမလောင်းပါဘူးဗျာကျွန်တော်ဘယ်ကမှမလောင်းပါဘူးဗျာနော်ကိုအောင်စင်ဦးရေမလောင်းပါဘူးဗျာနော်ဒီပါတယ်ကိုကြီးအတူစားကြည့်လို့ပါဘူးနော်ကျောင်းသားစားပေးအရှိကိုဖြုတ်ရတယ်တမက်ရသွားပြီ1-0ဖြစ်သွားပြီဗျာနော်ဂျူစင်ရလက်1-0ပါဗျာနော်။သွားထစ်ပွဲကြည့်ကျင်နေဆိုရင်ဖိုးကက်ချင်ရှိမယ်ပြီးရင်ဟိုဟာကိုဘုံရှိမယ်ဗျာနော်။ဝေးပါတယ်1-0ပါပဲ။ဟုတ်တယ်လို့ဦးကုန်းအောင်ဦးကုန်းအေးမောင်ရေနော်။တေးကားဗျာဒီခုံစရာကြီးပဲနော်။ဘယ်နဲ့ပဲဆရာလေးပေါင်းလို့ပါလေဗျာ။ဒီပါလေဟာကောင်းပါလေဗျာယလီပက်တာလွန်သွားလေဗျာနော်တော်သေးနေပေါ့ဗျာနော်ဆောက်တိုက်ပါပဲဟုတ်ကဲ့ပါ1-0ဗျာနော်1-0ဖြစ်သွားပါပြီဘိုးစင်အောင်ရေအောက်တယ်ဗျာနော်နိုင်ဆိုရင်တော့ပါလေဗျဒါတော့ဒီကုလေးဝါသနာပေါ့နော်ဒီကုလို့နော်ကျောင်းလိုက်တော့ကျောင်းဆရာတို့စက်ကမဲ့ဓမ္မဆိုးစက်ကမဲ့မက်တီပါတော့ဒါဂျူးစင်မဲ့ကျောင်းလိုက်စားပြီဟုတ်ကဲ့ပါဒီပေါက်ပြန်ပြီကျောင်းလိုက်စားပြီ2-1ပါ2-1ပါနော်ကျောင်းလိုက်စားပြီတို့ပေါက်တဲ့နေထားမှုဒါတမက်အသာစီးရထားပြီဗျာနော်မာတာပြီချလုံးမို့ဂျယ်လီကောင်းလို့ပါတယ်12မှတ်ပါနော်မကတော့ကိုကျော်တက်လိုက်ကိုကျော်တက်လိုက်ကျွန်တော်မစားပေး11-12ပါဒီပါပြီဝဲအိုဖြစ်သွားပြီမြန်နော်ချလုံးဘောကောင်းလို့နေဗျာနော်တီးခြေထောက်လည်းကတ်ခံနေရပါနော်ကဲဒီကိဒီကုန်းစီယာအခိုက်တဲ့လေးတွေပါနော်12 over
ဇာသမားတွေရောမသိဘူးဗျလောင်းတဲ့သူတွေတောင်မှဘယ်လိုများဖြစ်မလဲတော့မသိဘူးဗျနော်ကျွန်တော်မလောင်းတဲ့သူတွေတောင်မှညီခုံနေရတယ်ဗျနော်ပွဲရနော်ပိုက်သူတွေ12 over ဘူးရေနော်ကဲကျွန်တော်ပေါက်သွားကြပြီကျောင်းတိုက်3 12 စာပီချင်း12 13မှာဝါဒနိုင်သွားပြီဗျာဟုတ်ကဲ့ပါလို့ဆရာလေးမှားလိုက်ပြီကျောင်းသားအကြိုက်စမပဲဗျာနော်တိုင်းမခေါ်လိုက်ဗျာနော်အထင်ကျွဲပါဟုတ်ပါတယ်ဗျာတောင်းတဲ့ရောင်းရတကယ်ပါနော်ဝိုင်းပြန်စပါဗျာနော်73မှ12မှပါလိုက်တယ်ရောရှိသေးတယ်လိုက်တယ်ကြာပါပြီကျောင်းတိုက်ဒုံတဲ့ကိုခင်ရတော့ကျောင်းတိုက်ပဲလားကြာပါတယ်ဟုတ်ထွဲကျောင်းတိုက်စားပြီးတော့ပေါက်သွားလိမ့်ဗျာနော်ဟုတ်ထွဲဖြစ်သွားပြီဗျဒီတော့တိုင်ကြည့်ပြန်တယ်ဗျာကျောင်းသား12ဟုတ်ပါညီတို့ရေကဲချင်းလုံးစားပေးရမယ်ကွာမှုကတော့နံပါတ်ထိဖြစ်သွားပြီဗျာနော်ဒီအနေထားမျိုးမှာမိုးစုဘက်ကဘယ်လိုပြန်အမိလိုက်မလဲကြည့်ရမယ်မလေးဝင်လိုက်ရောနော်ငုတ်တုံမေ့သွားမယ်အလုံးဗျာနော်ဒီလုံးကနော်ဒါမဲ့လေဒါကျောင်းသားတွေဘက်ကကြောင်းနေပြောရမှာမသိဘူးနော်မကြော်လာဘူးဗျဟုတ်ထွဲပါပဲညီတို့ရေကျောင်းသားစိတ်လုံးနေပြီနော်ဟုတ်တယ်ဗျာနော်အပေါ်ကြီးတွေငွားတော့ပဲတင်နေဗျာတဲ့ဒါပေမဲ့ပွဲတော့မပြီးသေးပါဗျညီတို့နော်ရှင်လုံးဘူးဆရာလေးမပေးတာလေကွတီကောင်းပါတယ်ကျောင်းတိုက်ဟုတ်ထွဲပါပဲတိုင်းမခေါ်လိုက်ပြန်နော်ကျောင်း14မှ12မှမင်းမေးစားကျောင်းရဲ့စာပေပြီးတော့ပွိုင်ညာရောက်သွားမလားဟုတ်ထွဲပါကောင်းနေတာမကြီးရဲ့ဒီတော့ရှင်းများချင်းလုံးမို့ရဲ့လက်ကလည်းနော်ထွဲဟုတ်ပါစီရပါမယ်နော်ဟုတ်ကဲ့ချက်ကရချင်းလုံးမို့စားပေးပြန်ကြည့်မယ်ဗျာနော်ဆရာလေးတာယာလေးပဲမလိုက်ပြီဟုတ်တယ်ကြံကွာကျောင်းသားဘယ်လိုစိတ်ရမလဲဗျာနော်ဟုတ်ထွဲပါပဲရှိုင်းမို့ရဲ့ကျောင်းသားပါပဲဟုတ်ကဲ့ပါခင်ဗျာဟုတ်တယ်ကျောင်းသားကတော့ဒီဘက်မှာသူကကောင်းလာတယ်နော်ဟာဖိုင်တော့မူယူရနော်ဖြစ်မယ်လို့ပြောတယ်ဗျာနော်သူတို့ဒီမော်လမြိုင်ပွဲပြီးတော့ဒါအမိုးစိုးနဲ့လက်သုံးအောင်ဖြစ်ဖို့ရှိပါတယ်ဗျာနော်
ရမယ်ကတော့ဒါဆရာလေးနဲ့ကျောင်းတော်ကျောင်းဘက်ကနမအသာစီရယူထားတယ်ဗျနော်ဒီနေ့ပွဲကိုဒါဒီဘက်ကကျောင်းလိုက်တို့နိုင်ခဲ့မယ်ဆိုရင်တော့ဒါမနေ့ကပွဲတော့ easy လေးဆော့လို့ရမယ်ဗျနော်ကောင်းတိုင်းကောင်းပါလေဟုတ်ချွဲပါပဲ ဟုတ်ကျွဲပါနော်ကျောင်းတိုင်းတို့စလေးမှကမုတ်ဆိုးစီဒါကျူးစင်း ဟုတ်ချွဲပါဗျနော်ကောင်းတိုင်းကောင်းလိုက်ကြဗျာမလေးချင်းလုံးမို့ကောင်းလုံးပါလေဗျာ မကတော့တွဲဟုတ်ပါ ချွဲဟုတ်ပါ ဆက်ဆက်လုံးပါပါလေသူ ဟုတ်တယ်ဗျကျင်းနေပါတယ်တိုက်တန်းရနော်ဆရာလေးပဲမားလိုက်ပြီကွက်တီကျောင်းသားအကြိုက်စမတ်ပဲဗျနော် ကျောင်းတိုင်း ဟုတ်ချွဲပါပဲ သူသားသားလေးတော့ညာလိုက်နေမှာပေါ့ညာနာတယ်ပေါ့ ကျောင်းတိုင်းတို့နံပါတ်ခေ ဒလီတစ်ချက်ခုကောင်းတယ်ဗျနော် လေ ရပါပြီကျန်နေရပါသေးတယ်အာဆရာကြီးကျန်နေတာဗျာနော်ဒီကျန်သွားလို့ဗျာမဟုတ်လို့တော့နော် ရောက်ပြီးချိန်မှလိုက်တာဗျာအပိုင်းချမ်းတယ်လို့တော့ချမ်းနေတယ်ဗျာ ကောင်းပါလေဗျာဒီကေကိုကောင်းလို့လေနော်ဝိုင်းရောက်ပြီလားထင်တာပဲနော် တီးရတီးရတီးရ ကဲချင်းလုံးမစားပေး12ဟုတ်ပါ စားတဲ့တိုင်းထိသွားတယ်ဗျာဟုတ်ကျွဲပါ ဟုတ်ချွဲပါပဲကောင်းပါလေဗျာဂျယ်လီလည်းကောင်းတယ်ဗျာနော်ဘာဖြစ်ချင်း12မှတ်14မှတ်ပါချင်းလုံးမစားပေးမိုက်ပါဆရာလေးတွေဟုတ်ပါလေဗျာနော် ကန်သားလေးကန်လာခရော့ ကောင်းပါလေဗျာခရူကျွန်တော်ကိုလည်းဘယ်ချင်းနဲ့ကန်ချင်းနေရလည်းမသိဘူးဗျာနော်ခရူနော်အဲ့မှာခေါ်လာပြီဗျာ ကျောင်းကျောင်းတိုင်းစလေးမရှင်ကျန်မကြီးရစနေမဟုတ်ဆိုရစနေမတို့ဒါကဆက်ဆောင်နေတယ်ဟုတ်တယ်ဗျာမင်းထက်ဦးနော်အဲ့ဒါလုံးကြံခဲ့တယ်ဗျာအကြောင်းမလို့ပါနော်ဟို point ရောက်သွားပြီဗျာနော်ဟေးအလုံးပြရတယ်ကျောင်းသားရဲ့အမတ်ဘုံကတော့မက်ကြီးများလားမသိဘူးဗျာမက်ကြီးအရှိမကြီးအမတ်တွေရနေတာနော်ကဲ point 12ပါတမက်ပဲကျွန်တော်ဗျာနော်တမက်ပဲကျွန်တော်တွေဘာလုပ်မလဲကြည့်နေကြ ပေါက်ပြီးတော့နိုင်ရသွားမလားကြည့်မယ်ဗျာ ကဲကျောင်းသားစားပေး အာပြိတ္တရဲ့အတန်ကြားနေဗျာဟာဟင်းနေဖြစ်သွားပြီနော် ကျွဲကွာတော့ကျောင်းတိုင်းတို့ဓမ္မကောင်းပါ ချင်းလုံးမစားဖြစ်ဆရာလေးပဲ ကန်ကွာ ဘကင်းမီရောမီရမလေးကွာကောင်းလို့ပါတယ်ကဲကျောင်းသားစားပြီးထက်ကြည့်မြင်ပြန်နော် ချင်းကနေကျွန်တော်ကားကားခဲ့တယ် အဲဒါကိုခေါ်လာပါလေအမကတော့ point ကျွဲပါတော့ကျောင်းတိုင်း အလုံးဝကျန်တော့ပြန်နော်ရမယ်ကွာဟာမှုကတော့3မှတ်အထိဖြစ်သွားပြီဗျဒီနေသားမျိုးမှာဂျူးစင်မိုးလည်းမရှိတော့ပါဘူးဗျနော်အဲ့တော့299 999မနိုင်တူရှုံရှုံ
ဒါပဲရှိတော့ဗျာနော်ဟုတ်တယ်ဗျဦးလေးရေနော်ဒါပေမဲ့ထိုင်းတော့ညီကူတို့နော်ပြီးသွားပြီဗျကဲတစ်ဖန်ကြောင်းတိုက်စာပေကြည့်မယ်ဗျ point 12ပါရှေ့ဝဲဖြုတ်သွားပြပြီမှားလိုက်ပြီဂျက်လီဘလို့လဲဘလို့ဆက်မလဲကောင်းလိုက်တာဗျာနော် ကဲချင်းလုံးစားပြီ73မဲ့15မဲ့ပါ တော့ ကြောင်းတိုင်းကောင်းပါတယ်အော်ပိုက်point 12ပါနော်73မဟုတ်ဗျစနစ်ပါpoint 12ပါကဲကြောင်းတိုင်းစားပြီတစ်လုံးပဲလိုပါတော့လေနော်ပြီးဆုံးပါတဲ့အောင်ကျော်ဆိုးရေဟုတ်ကဲ့ကြိုသိနေနော်အီမီဆန်အကူတွေလားကောင်းလိုက်တယ်ဗျာဂျက်လီခုချင်းရတယ်နော်ကောင်းပါလေကြည့်တက်နေကြနော်ဒီလိုပွဲစီကြရနော်ကျွန်တော်နော်အားပေးတဲ့ပရိသတ်တွေရောကျွန်တော်တို့ဒါ live တင်ဆက်ပေးတဲ့လူတွေအတွက်လည်းတကယ်ကောင်းပါပြီဗျာနော်ဒီကြည့်ရတဲ့ပွဲစဉ်လေးတွေပါနော်ရမယ်အနေနဲ့12 point မှာကျွန်တော်မစားပေးထူးမယ်ဗျထုတ်ထားတယ်ပုတ်ထားတယ်မှားပြီ ကောင်းကွာ ကောင်းပါတယ်ကြောင်းလိုက်ကန်ကြီးဘယ်လိုဆယ်မလဲဗျာနော်ဟုတ်တယ်အပေါ်စီးသွားပြီတဲ့ဒီလုံးမပြီးရင်မကြည့်တော့ဘူးတဲ့မလုပ်ပါနဲ့အောင်ကျော်ဆိုးရေကြည့်ပါဗျာနော်နှလုံးရောဂါရတော့မယ်လို့ဟုတ်ပါလေဗျာနော်ဒါမှမဟုတ်ဆိုကြောင်းကြီးခုံမဲတော့မကြည့်ကြနော် ကြည့်နေကြဝိုင်းတွဲပါ ကဲကြောင်းတိုက်ကောင်းပါလေမကြီး ဟုတ်ဗျာကျောင်းတိုင်းစားပြီးကောင်းပါတယ် ကောင်းလို့နေဗျာနော်ဟိုဘက်ကလည်းနော် ကောင်းသွားတယ်နော်မဟုတ်ရင်တော့ပြီးသွားပြီရှင်မလိုက် ဘူးရေရောက်တယ်ဗျာမပြီးနိုင်သေးဘူးဖြစ်နေပြီနော် ဟုတ်ကဲ့ဒီလိုထွေးရအောင်တော့ကဲဂျက်လီ ပြီးတော့ပြီးကနီးပါဗျာနော်ဂျယ်လီစာပေပြောင်းထိုးဗျ တန်ကွာသားလေးဟာ ကောင်းပါတယ်ကွာကောင်းတာတိုင်းမခေါ်လိုက်ဗျ ကျောင်းဆရာစားပြီးပါတယ်ဗျကို ရှင်မောင်ဟင်းနဲ့ဘူးဘူးချင်း ကျောင်းဆရာမထိုးတာပါဂျိုတာမောင်ရင်းနေကိုဟုတ်ကဲ့ဟုတ်ကဲ့ဒီဆုံးပါကျောင်းဆရာ15မှတ်မဟုတ်ဆုံး15မှတ်ဒီမှတ်ရကျွန်တော်ချင်းစင်းမှာကလည်းနောက်ထပ်ကျူးလို့မရှိတော့ပါဘူးဒါရဲ့စာပြီးနဲ့ ကျောင်းတိုင်းစာပေဆက်ကြည့်မယ်ဗျ ဟုတ်တော့ ဟုတ်ပါတယ်ခင်ဗျာ12 point ပါ point 12ပါ15မဲ့12မဲ့ပါမှန်ပါတယ်ကဲနောက်ဆုံးလုံးလုံးပြန်ပြီဂျယ်လီပဲကိုနေကိုတက်ကောင်းပါတယ်ဂျယ်လီ12 point ပါ12မဲ့15မဲ့ပါဗျာနော် 12မဲ့15မဲ့ပါ ကဲမကြီးစားပြီးထုံးမယ်နော်မကတော့တွဲကွာ မကြီးချုပ်ပြန်ထိုးဗျကောင်းပါလေကျောင်းသား point 12ပါပဲ ဒါလေးကောင်းတယ်ကွာတို့ဟုတ် ကိုမင်းကြီးလေးကွာဟုတ်တယ်ကဲကျောင်းတိုင်းစားပြီးဝိုင်းတွဲ ကဲ point 12ပါပြီးဆုံးပါပြီဗျာကျောင်းသားရဲ့စားပြီးနေပဲနေ့ပွဲစဉ်ဒါသမုတ်ဆိုးခွင့်မှာကစားတဲ့ပွဲစဉ်ကိုတော့အနိုင်ရရှိသွားပြီဗျာနော်အဲ့တော့ဘာပြောမနှမ်းဖြစ်မှာကျွန်တော်တို့ဒါ လိုင်းပေါ်ကြည့်ကြတဲ့ဝါ မနေ့ပြန်မှာကြတော့ဒါကျွန်တော်တို့ဒါစိတ်တဲ့ဘူခွင်းမှာထပ်ပြီးတော့ကစားရမယ်နော်အဲပွဲမှာလည်းညီကိုတို့အနေနဲ့အဲကြည့်ရှုအားပေးရပါတယ်